10 နှစ်ပြည့် event မှာမွန်တွန်းကပလီယာရီကိုအလကားပေးမဲ့စကင်တွေကစီဒနာပါပါလှုပ်ထားတာလားဒါမှမဟုတ်ဖြစ်သလိုထုတ်ထားတဲ့စကင်တွေလားမင်္ဂလာပါ107 gaming ပရိသတ်ကြီးမွန်တွန်းအနေနဲ့သူတို့ထွက်ထားခဲ့တာ10နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက်အဲ့ဒီ10နှစ်ပြည့်အတွက် celebration လုပ်ဖို့ပလီယာရီနဲ့တူတူမျှဝေခံစားရမယ့် event ထုတ်ပေးထားပါလိရှေ့တုန်းကလည်းပဲ10နှစ်ပြည့်9နှစ်ပြည့်ဒီလိုမျိုးတွေမှာလည်းပဲထုတ်ပေးခဲ့တာပါအခုဒီနေ့အတွက်10နှစ်ပြည့် event ကတော့ထူးထူးခြားခြားပဲကျွန်တော်တို့တွေတခါမှမွန်နိုမက်က free ပေးမယ်လို့တော့မှမထင်ဘူးတဲ့ special စကင်တကောင် epic စကင်တကောင် collector စကင်တကောင်ဒီ၃ကောင်အပြင်ကိုမှတခြားအရာတွေကိုရောစုဆက်ပြီးတော့ free ပေးအောင်မှာဖြစ်ပါလိဒါလောက်တောင်မှရဲရောနေတဲ့မွန်တွန်းကသူတို့အလကားပေးမဲ့ဟာတွေကိုတည်တည်ချာချာရောလုပ်ပြီးမှမှုလို့လားရှေ့တုန်းကအလကားပေးခဲ့တဲ့ Natalia Coletta လိုမျိုးစုပ်စုပ်ပဲပဲကြီးပဲဖြစ်နေအောင်မလားဒါလေးကိုပြောပြရင်းနဲ့ 2D animation အနေနဲ့ရောတချို့ hero လေးတွေက intro animation လေးတွေစပြီးတော့မြင်နေရပြီဖြစ်တဲ့အတွက်ဒါလေးတွေအကြောင်းပြောကြရအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့နာနာ epic စကင်ကစပြီးပြောပါမယ်နာနာ epic စကင်အနေနဲ့အလကားပေးမဲ့စကင်လို့ကြိမ်ပြီးတော့ပြောမှယုံရမယ်အနေထားပါဘာကြောင့်လဲဆိုတော့မွန်တွန်းရှိမှာတော့ကပေးခဲ့တဲ့အလကားရခဲ့တဲ့စကင်တွေကဒီ10နှစ်ပြည့် event မှာပေးတဲ့စကင်တွေနဲ့ဘာမှကိုမဆိုင်တာမှုလို့ပါနာနာ epic စကင်ကမြင်လိုက်တာနေပဲဈေးကြီးတယ်ဆိုတဲ့စကင်ဆိုတာထက်ကိုပိုပြီးတော့ခံစားလို့ကောင်းပါရီသူ့ရဲ့သုံးထားတဲ့အယောင်ကာလာကဘလင်းဘလင်းလင်းလင်းလက်လက်တောက်တောက်ပပဖြစ်ပြီးတော့မြင်လိုက်တာနဲ့မျက်စိတွေပါရီမှုန်ကနေဝါကနေဖြစ်သွားစီလောက်တောက်တောက်ပပဖြစ်ပါရီအယောင်ကတော့ဒီ10နှစ်ပြည့် event အတွက်သင်ဖြစ်တဲ့အယောင်ဆုံးကာလာဖြစ်ပြီးမပါတဲ့အယောင်ဆိုပြီးတော်တော်ကိုရှာရပါလိမ့်မယ်အဓိကသူ့မှာသုံးထားတဲ့ theme ကတော့ကောင်မလေးချောချောလေးတွေအကြိုက် cutie လေးတွေအကြိုက်ဖြစ်တဲ့ပန်းရောင်များများပါ basic တက်ပြလိုက်တဲ့အခါမှာလည်းပဲပန်းရောင် effect လေးတွေကဖွာကနေထွက်နေပြီးတော့သူ့ရဲ့စကီးဝမ်းလှိမ့်လိုက်တဲ့အချိန်ဆိုရင်လည်းစကီးဝမ်းအဝိုင်းပြားကြီးကတော်တော်ကြီးကိုမှလှပါရီပြီးတော့သူ့ရဲ့စကီးတူးပြလိုက်တဲ့အခါမှာမြင်ရတဲ့ရုံ effect လေးတွေ enemy ကိုပြောင်းသွားစေတဲ့ effect လေးတွေဒါလေးတွေကလည်းတော်တော်လေးကြည့်လို့မိုက်ပါရီအလကားပေးမဲ့စကီးမှာစကီးဝမ်းကိုစကီးတူးရောကထင်မထားရလောက်တော်တော်ကောင်းနေပါရီဒါပေမဲ့ ultimate ကတော့တိတ်ပြီးတော့လမ်းနဲ့ထဲမှာမပါပါဘူးပုံမှန် normal effect လောက်ပါပြီ graphic တော်တော်ကောင်းကောင်းဖုန်းနဲ့သုံးတဲ့အခါကျတော့မှပဲကျွန်တော်တို့ထင်းထင်းရှားရှားမြင်ရမယ့် effect တချို့ပါပါရီသူ့ပေမဲ့လေ free ပေးမှဖြစ်တဲ့အတွက်အလကားရမယ့်နွားသွားမဖြစ်နဲ့ဆိုတဲ့အတိုင်းပဲကျွန်တော်တို့နားနာကိုသွားဖြစ်ကြည့်လို့တော့မရပါဘူးဘာပဲပြောအလကားရတာပဲကျေးဇူးတင်တင်ပါပြီနောက်ထပ်ဒီ10နှစ်ပြည့်အတွက်အလကားပေးမဲ့ special စကင်ဖြစ်တဲ့6ရက်စကင်ကိုကြည့်ကြရအောင်ပါ6စကင်နဲ့ပတ်သက်ပြီးတော့များများဆဆပြောစရာမရှိဘူးလို့ပဲပြောရပါလိမ့်မယ်6ရက်ထွက်ထားခဲ့တဲ့ရှေ့ရစကင်တွေကတော်တော်ကြီးကိုများတာမို့လို့အခုစကင်ကရှေ့ကကောင်းနေနဲ့ရှင်ကြည့်လို့ရှိရင်ပုံမှန်နေထားလောက်လို့ပဲခံစားရပါရီတော်တော်ကောင်းကောင်းလုပ်ပြီးထားတယ်ဆိုပေမဲ့လည်းကျွန်တော်ရဲ့မျက်စိအမြင်ထဲမှာတော့ဒါကအရန်ကြီးမထူးကြတဲ့ special စကင်တစ်ကောင်လိုပဲဆိုရမှာပါဝေးပုံစားပုံနဲ့ပုံစံနေထားရတော့တော်တော်လေးမိုက်တယ်လို့ပြောလို့ရပါရီမိုက်တယ်ဆိုတာကလည်းပဲသူ့ရဲ့ unique ဖြစ်တဲ့ပုံစံကြောင်းမလို့ပါဝေထားတဲ့အင်ကြီးအပြင်အစင်အပါဝင်ကိုမှသူက10နှစ်ပြည့် event ရဲ့ theme ဖြစ်တဲ့ရောင်စုံကိုပဲထပ်ပြီးတော့ဝစ်ဆင်ထားတာမို့လို့သုံးရတဲ့အခါမှာ feeling တစ်မျိုးရရှိပါလိမ့်မယ်10နှစ်ပြည့် event မှာလူတိုင်းဒီပါရနိုင်မဲ့စကင်တစ်မျိုးဖြစ်ပြီးတော့ဒီကောင်ကို point နေအများကြီးသုံးစီရမလို့ပြောရရင် test တွေအများကြီးမလို့ပဲနဲ့ကိုစုထားတဲ့ point နည်းနည်းပပနဲ့ပဲဝယ်ယူလို့ရမယ်လို့သတင်းကြားထားရပါသည်စကင်ရဲ့သူ့မှာပါတဲ့ tag အလိုက်ပဲလဲရတဲ့ပမာဏကတော့များသွားမှာပါနာနာရဲ့ epic စကင်ဆိုရင် point 400ကနေ900ကြားလောက်အထိပေးရနိုင်ပြီးတော့ဒီ6ရဲ့စကင်ဆိုလို့ရှိရင်တော့ point 100နဲ့200ဝန်းကျင်ဒီလောက်ဝန်းကျင်မှာပဲပေးရလောက်ပါရီဒါဆိုရင်ဈေးအကြီးဆုံးဖြစ်မဲ့ collector စကင်ကိုသွားကြရအောင်ပါဒီကောင်ကလေးပဲအလကားပေးမှာဖြစ်ပါရီ event show မှာလဲရမယ့်ပုံစံမျိုးလားဒါမှမဟုတ် point နေပြည့်အောင်စုလိုက်တဲ့အခါမှာ gara စကင်လိုမျိုးအကုန်လုံးပြည့်သွားရင်ရမှာလားဒီလိုမျိုးတစ်ခုခုဖြစ်မှာပါလီလာရဲ့ collector စကင်နဲ့ပတ်သက်ပြီးလို့ကတော့ဝေဖန်စရာထွေထွေထူးထူးမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ collector စကင်ကိုအလကားပေးတာဖြစ်တဲ့အတွက်သူတို့ဘက်ကဖြစ်တယ်လို့လှုပ်ထားရင်တော့မှကျွန်တော်တို့ကဒီ collector ဆိုတဲ့ tag နဲ့တွေပဲတန်နေပါပြီ။ Natalia ရဲ့ free ရခဲ့တဲ့ collector ဆိုရင်တော့မှဝေဖန်ခြင်းစရာဆိုပေမဲ့ collector ဆိုတဲ့အစင်အတန်းကမှီနေသေးတာမို့လို့သူ့ရဲ့နာမည်အရှိန်အဝါနဲ့ပဲအလကားပေးထားတာတန်နေပြီလို့ပြောလို့ရပါရီ။လီလာရဲ့ collector စကင်မှာထူးထူးခြားခြားဘာကိုတွေ့ရလဲဆိုတော့သူကင်ထားတဲ့လက်နက်ပါရှေ့မှာတော့ကောင်းလာပါရီဆိုတဲ့စကင်တွေမှာပါတဲ့လက်နက်တီလိုမျိုးအရေးသွေးတော်တော်ကောင်းကောင်းကိုလုပ်ပြီးထားပါရီသူကင်ထားတဲ့လက်နက်ကပင်လယ်အပြာရီမှာပါတဲ့တွေ့ရတဲ့အယောင်မျိုးဖြစ်ပြီးတနက်ရဲ့အလဲမှာရွှေရောင်တနက်ရဲ့အနောက်ပိုင်းမှာတော့ရွှေရောင်နဲ့အဖြူရောင်ကိုရောဆက်ပြီးတော့သုံးထားပေးပါရီလက်နက်ကြီးနဲ့ပုံစံကိုကြည့်ရတာသူကပြစ်လိုက်တဲ့အခါမျိုးမှာထွက်မဲ့ effect တွေကအပြာနဲ့ရွှေရောင်တွေဖွာကနေလို့ခံမှန်းလို့ရပါရီဝိဇ္ဇာပုံစံဒီဇိုင်းကတော့ရှေ့ကကောင်းနေတဲ့အတူတူပါပဲချောင်းနာနာသူတို့လိုမျိုးပဲဒီ10နှစ်ပြည့် event အတွက် theme ဖြစ်တဲ့ color အစုံကြီးပါပဲဒီနေရာမှာမှထူးခြားလာတာကဘာလဲဆိုတော့လီလာရဲ့ collector မှာအယောင်တချို့အနက်ဖြစ်နေတာပါဒါကစိတ်ဝင်စားစရာကောင်းပါရီအမြဲတမ်းလေးပြောလို့ရှိပါရီ
မိုဘိုင်းလက်ကြမှာအနက်ပါတဲ့စကင်များများဆဆမရှိပါဘူးအဲ့လိုပြောလို့သပင်ကအနက်ရောင်ပါညာအဲ့လိုမျိုးလည်းမဟုတ်သေးပါဘူးအင်ကြီးမှာအနက်ရောင်ပါနေတာမျိုးလက်နက်တွေမှာအနက်ရောင်ပါနေတာမျိုးသုံးတဲ့အဖက်တွေမှာအနက်အဖက်တွေထွက်တာမျိုးဒီလိုမျိုးဆိုလိုတာပါလီလာမှာအဲ့လိုပုံစံမျိုးတွေ့ရပါတယ်ရှေ့ရောက်ကောင်းနေမှာမတွေ့ခဲ့ရတဲ့ပုံစံမျိုးပါနောက်ပြီးအကြိုက်ဆုံးချက်ကိုပြောပါဆိုရင်တော့10နှစ်ပြည့်မှာ free payment ကောင်းနေမှာပါနေတဲ့တက်တက်ရောင်လဲနေတဲ့အကြည်ရောင် cosmic လို့လည်းခေါ်လို့ရမယ့်အယောင်မျိုးတွေဖြစ်ပါတယ်အားလုံးကိုခြုံငုံပြီးတော့ပြောရရင်10နှစ်ပြည့် event မှာပေးမဲ့စကင်တွေအကုန်လုံးကအချင်းတကောင်မှမပါပါဘူးတကယ်လို့ကူကအချိန်ပေးပြီးတော့ game ဆော့တဲ့သူမျိုးဆိုရင်တော့မှတခြားစကင်တွေမယူချင်နေပါ10နှစ်ပြည့် event မှာပေးတဲ့ free စကင်တွေကိုတော့3កောင်ပေးရင်3កောင်လုံးကိုအရယူကြဖို့အတွက်အကြံပြုချင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပရိသတ်တွေအတွက်လည်းအသုံးဝင်မယ်လို့ထင်ပါတယ်ဗျအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ